ဒီကသင်ခန်းစာမှာပေါ့နော်ဒီ nucleic acid နဲ့ပတ်သက်ပြီးတော့ nucleic acid ဆိုတာကဒီ nucleotide လေးတွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ nucleotide လေးမှာဆိုလို့ရှိရင်ဘာတွေပါလဲပေါ့ဒါဆိုရင် phosphate group ပါမယ် nitrogenous base ပါမယ် pentose sugar ပေါ့နော်ဒီ pentose sugar မှာဆိုလို့ရှိရင် ribose sugar လည်းဖြစ်နိုင်တယ်ဒါမှမဟုတ် deoxyribose sugar လည်းဖြစ်နိုင်တယ်ဆိုပြီးကျွန်တော်တို့ရှင်းပြခဲ့တယ်ပေါ့နော်တကယ်လို့ဒီနားလေးမှာပါတဲ့ဒီတကြားကပေါ့နော်ဒီ deoxyribose sugar ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ acid ကိုdeoxyribonucleic acid လို့ခေါ်ပြီးတော့ကဲလို့ဒီမှာပါတဲ့ sugar လေးက ribose sugar ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ acid ကို ribonucleic acid RNA လို့ခေါ်မယ်ဆိုတာရှိသင်ခန်းစာမှာသိခဲ့ပြီးဖြစ်တယ်ပေါ့နော်အခုဗီဒီယိုမှာတော့ဒီဆက်လက်ပြီးတော့ဒီ DNA နဲ့ RNA ကိုနှိုင်းယှဉ်ပြီးတော့ဘာတွေတူညီလဲဘာတွေကွာလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာမှာဖြစ်တယ်ပေါ့နော်ဒါကဒီသင်ခန်းစာပုံနေထဲမှာပါတဲ့ဒီဇာတ်လေးပေါ့နော်အရင်ဆုံးဒီဇာတ်လေးမှာဆိုလို့ရှိရင်ဒီ column အနေနဲ့ဒီမှာ component ဒီမှာပါတဲ့အစိတ်ပိုင်းတွေပါမယ်ဒီရှစ် column မှာကျတော့ DNA ပေါ့နော်နောက်က column မှာကျတော့ RNA နဲ့ပတ်သက်ပြီးတော့ပါမယ်ပထမဆုံးအနေနဲ့ဒီ acid ကိုပြောမယ်ဆိုလို့ရှိရင်ဒီ DNA ရော RNA ရောမှာပါတဲ့ acid ဒီ phosphoric acid ပဲဖြစ်တယ်ဒါကတူညီတယ်ပေါ့နော်နောက်ထပ်pentose sugar အနေနဲ့မတူတာကျတော့ DNA မှာဆိုရင်သူ့ရဲ့နာမည်အတိုင်း deoxyribose sugar ပါမယ် RNA မှာဆိုလို့ရှိရင်တော့ ribose sugar ပါမယ်ပေါ့နော်ဆက်လက်ပြီးဒီ nitrogenous base အနေနဲ့ဒီမှာနှစ်ပိုင်းခွဲရပေါ့နော် purine ရယ် pyrimidine ရယ် purine ကကျတော့ဒီ carbon nitrogen ring နှစ်ခုပါတဲ့ဟာကို purine လို့ခေါ်ပြီးတော့ carbon nitrogen ring လေး green လေးတစ်ခုပဲပါတာကိုကျတော့ pyrimidine လို့ခေါ်တယ်ပေါ့နော်ဒီ DNA မှာကျတော့ purine အနေနဲ့ adenine ရယ် guanine ရယ်ရှိမယ်အဲ့လိုမျိုး RNA မှာဆိုလို့ရှိရင်လည်း purine အနေနဲ့ adenine နဲ့ guanine ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီ pyrimidine မှာကျတော့ DNA မှာဆိုလို့ရှိရင် cytosine နဲ့ thymine ရှိမယ်ဒီ RNA မှာကျတော့ cytosine နဲ့ uracil ရှိမယ်သူကဒီ thymine လေးနေရာမှာ uracil ကအစားထိုးသွားတယ်ပေါ့နော်ဒါကသူရဲ့မတူညီတဲ့အချက်ပေါ့နောက်ကို strand အနေနဲ့ DNA ကသူတည်ပြီးသား double strand တဲ့သူမှာဆိုရင် sugar backbone တစ်ခုကို base pair လေးတွေနဲ့ရှိတ်ထားတယ်ပေါ့နော်သူဒီမှာဒါကြောင့်မလို့သူက double strand ဖြစ်တယ်ဒီ RNA ကကျတော့ single strand သူမှာဆိုရင်ဒီအတန်းလေးကဆက်တန်းလေးကတစ်ခုတည်းရှိတယ်ပေါ့နော် sugar backbone တစ်ခုပဲရှိတယ်အလျားအနေနဲ့ပြောမယ်ဆိုလို့ရှိရင် DNA ရဲ့အလျားကဒီ RNA နဲ့ရှင်းမယ်ဆိုလို့ရှိရင်သူက quite long တော်တော်လေးကိုပဲရှိတယ်သူမှာဘယ်လောက်များပါလဲဆိုရင် consisting of millions of base pair ခုန base pair လေးတွေပေါ့နော်ဒီခုနက nitrogen နဲ့ base တွေရဲ့အတွဲလေးတွေပေါ့နော်အဲ့ base pair လေးတွေတန်းပေါင်းများစွာပေါင်းပြီးတော့သူ့ရဲ့အလျားဒီအရင်ရှိတယ်ပေါ့နော်ဒီ RNA မှာကျတော့သူကဒီ DNA နဲ့ရှင်းမယ်ဆိုလို့ရှိရင်ပို့ပြီးတော့တူတယ် shorter length သူမှာဘာတွေပါလဲဆိုရင် consisting of only few thousand nucleotide သူကျတော့ base ပဲမဟုတ်တော့သူကပဲမဟုတ်ဘူးတစ်ခုတည်းဖြစ်တဲ့အတွက် nucleotide လေးတွေထောင်ပေါင်းများစွာဒါလင်းပါဝင်တော့ပြန်ပြီးအလျားကပို့ပြီးတော့တူတယ်ပေါ့နော်ဒီနံပါတ်6ကကျတော့ဒီပုံလေးထဲမှာဆိုရင်နောက်ပိုင်းမပါတော့ဘူးပေါ့နော်ဒီမှာတော့ရှင်းလိုက်ပါမယ်ဒီ DNA မှာဆိုလို့ရှိရင်သူမှာအမျိုးအစား3မျိုးရှိတယ်ပေါ့နော်ပုံစံ3မျိုးရှိတယ်3 form အဲ့ဒါက A ရယ် B ရယ် Z ရယ်ဆိုပြီးတော့3မျိုးခွဲတယ်ဒီ RNA မှာကျလဲ3မျိုးထပ်ပြီးတော့အမျိုးအစား3မျိုးခွဲတယ်သူမှာကျတော့ type လို့သုံးမယ်ပေါ့နော်ဒီ mRNA ရယ် rRNA ရယ် tRNA ရယ်ဒီ M ဆိုတာကဒီ messenger RNA ပေါ့နော် rRNA ဆိုတာကျတော့ ribosome RNA ဖြစ်ပြီးတော့ T လေးကကျတော့ transfer RNA ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုရှေ့ရပြီးတော့မှဆက်မရှင်းခဲ့ပြီးဖြစ်တယ်ပေါ့နော်နောက်ဆို occurrence ဆိုပြီးသူရဲ့တွေ့ရှိရတဲ့နေရာနဲ့ပတ်သက်ပြီးတော့ဒီ DNA ကိုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင် occur in nucleus ထဲမှာတွေ့ရမယ်နောက်ခု mitochondria ထဲမှာတွေ့ရမယ်ပြီးတော့ chloroplast ထဲမှာတွေ့ရမယ်ပေါ့နော်ဒီ RNA ကိုကျတော့ဘယ်မှာတွေ့ရသူ့မှာကျတော့သုံးခွဲပြောရမှာနော် messenger RNA ကိုကျတော့ဘယ်နေရာမှာတွေ့ရလဲဆိုရင် occur in the nucleus သူကပုံတူပွားတဲ့copy လုပ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့သူ nucleus ပေါ့နော်ဒီထဲမှာတွေ့ရမယ်RNA ribosome RNA ကကျတော့ဘယ်ထဲမှာရှိမှာလဲသူရဲ့နာမည်တိုင်းပဲ ribosome ထဲမှာရှိမယ်ပြီးတော့ transfer RNA tRNA ကကျတော့ဘယ်ထဲမှာရှိလဲဆိုရင် cytoplasm သူကကျတော့တည်တဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ cytoplasm ထဲမှာရှိမယ်ပေါ့နော်ဒါကတော့ဒီ nucleic acid နဲ့ပတ်သက်ပြီးတော့သင်ခန်းစာနောက်ဆုံးအပိုင်းလေးပဲဖြစ်ပါတယ်ပေါ့နော်သူတို့အားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်နော် bye bye